မှာဒီနေ့အိုဆူဆူမဲဆိုပြီးတော့ဈေးသက်သက်သာရှော့ရောင်းနေတယ် အားလုံးကဒီနေ့မှာတော့ကျွန်တော်အတီးရမှာရှိတဲ့ပိုကီမွန်ဆိုင်တွေထဲမှာအိုင်ဆုံးဖြစ်တဲ့ဟာလေလူယာကိုကျွန်တော်ပေါ်တော့ဖြစ်ပါတယ်အားလုံးလည်းဒီဆိုင်မှာကရောင်းဝယ်တဲ့ကောင်းလို့လို့ရတယ်လို့ကတ်တွေလည်း PS နိုင်တွေ B short တွေအများကြီးထိုးရတယ်အဲ့ဒါဒီနေ့ဒီဆိုင်လေးကိုကြည့်ပါပြပါတယ်လက်စုဟိုလေတော့မှလမ်းစာသဝိုင်းဖြစ်ပါတယ်ဒီနိုင်ကလေးအဲ့ရပုံမှန်ဆိုလဲဒီမလဲဘာလို့လဲမသိဘူး English ကလေးတွေ PS တန်းတွေ box တွေရပါတယ်ပိုးသော PS နိုင်တွေ show ရတယ်ဒီတိုင်းမှာဒီသက်သက်သာနဲ့ PS 9စုကျင်တဲ့လူတွေအတွက်လည်းအဆင်ပြေတယ်PS 7တွေ 8DC CGC တွေရှိတယ်ပြီးရင်ကတ်တွေကိုအဓိက B short တွေများတဲ့အတွက်ဒီ college လုပ်တဲ့လူတွေတော့ပို့ပြီးတော့ခိုက်ပါတယ်ဒါတွေကတော့ PS 9တီးတဲ့ရှိတာ PS 9တွေကြီးနော်ကိုအရင်ကြိုက်တယ်သူအရင်ကြိုက်တဲ့ကတ်တွေက PS ထဲမှာရန်စင်းများနေရင် PS 9တွေ try လို့ရပါလေကဲအခုတော့လေးရွာကိုသွားနေပါတယ်လေးရွာမှာတော့အဓိကအယောင်းဝယ်လုပ်တဲ့နေရာရောဒီလေးရွာမှာတော့ကတ်တွေကိုအများကြီးရောင်းဝယ်လုပ်ချင်တဲ့လူတွေအတွက်ဒီမှာရောင်းဝယ်လုပ်တဲ့ကောင်တာကြီးပါကတ်တွေရောင်းမယ်ဆိုရင်ဒီမှာသူတို့ရဲ့ application ကို line ကိုတိုးခုလောက်အောင်ပါတယ်လုပ်ပြီးမှသွားရောက်လို့ရပါတယ်ဒါကတော့ဝယ်ချင်တဲ့လူတွေအတွက်ဒီကွန်ပျူတာတွေဝယ်တဲ့ဟာလေးတွေပါဒါကတော့ရောင်းတဲ့ကောင်တာပါအဲ့ဒီလူတွေကအမြဲတမ်း6လွာကြီးရှိပါတယ်9လွာနဲ့6လွာ playground ဖြစ်ပြီးတော့4လွာ3လွာကတော့4လွာက selling floor ဖြစ်ပြီးတော့3လွာကတော့ online order pick up floor ဖြစ်ပါတယ်2လွာဒေါ်လာကတော့ save floor ဖြစ်ပြီးတော့ B1 ကတော့10ကတ် test scale ကအမြန်ရောင်းတဲ့နေရာဖြစ်ပါတယ်ကတ်တွေပိုင်း10ကတ်လောက်အမြန်ရောင်းနေရဆိုရင်တော့ B1 ကအကောင်းဆုံးပါဒါလည်းပထမအထက်လိုပါပဲဒီကတ်တွေကိုဒီရိုး raw ကတ်တွေကိုများအောင်မဖြစ်ဘူးဒီကောင်လေးတွေပါရောင်းပေးပါတယ်အားလုံးဟာဒီဗီဒီယိုကိုတင်ပြပေးပါမယ်အကြီးဆုံးရောက်နေတဲ့ရှစ်လာလေးကြောင်းဟာအကြီးကြောင်းဟာ